စ္စည်းဥစ္စာမွဲခြင်းမွဲပါစေတရားနဲ့ပညာမမွဲပါစေနဲ့လောကလူတွေကမွဲတယ်လို့ထင်တာပစ္စည်းဥစ္စာမရှိမှအမွဲလို့ထင်တာမြတ်စွာဘုရားရဲ့အဆုံးအမစကားကြတော့ပစ္စည်းဥစ္စာရှိတာမရှိတာကိုအမွဲလို့မခေါ်ဘူးနော်ဘာကိုမှအမွဲခေါ်တာတော့ဆိုတရားတရားလည်းမရှိဘူးအသိပညာလည်းမရှိဘူးအဲ့ဒီပုဂ္ဂိုလ်ကြတော့အမွဲလို့ခေါ်တယ်ဘာကြောင့်လို့ဆိုရင်တန်တရားမှာဆက်ပြီးမွဲမှာပဲလေတရားလည်းမရှိဘူးပညာလည်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာတရားမွဲပညာမွဲတရားမွဲသည့်အတွက်ကြောင့်ပစ္စည်းဥစ္စာမွဲအောင်မယ်ပညာမွဲသည့်အတွက်ကြောင့်ထွက်ပေါက်ရှာမတွေ့နိုင်ဘူးအဲ့တော့ပစ္စည်းဥစ္စာမွဲခြင်းမွဲပါစေတရားနဲ့ပညာမမွဲပါစေနဲ့တရားမမွဲဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဟာမကြခင်ပဲပြည်ပြီးချမ်းသာသွားတဲ့ပုဂ္ဂိုလ်ဖြစ်